ခုဒါလေးကလီလီယန်ပေါ့နော်ကိုယ့်အကိုစပင်ဖြောင်းလာတာလေဒါတပတ်ပြေသွားလို့ပေါ့နော်ဒါလီလီယန်လျှော်ပြီးတော့ပေါ့နော်စပင်ဆက်ပြန်ဆွဲထားပေါ့နော်ဒါလေးကလေတော်တော်ကောင်းတယ်ဒီလားတော်တော်ကောင်းတယ်ဆိုတာဒီမှာပေါ့နော်ဒီဟာလေးဒီတစ်စိမ့်လေးပေါ့နော်မြင်ရလားမသိဘူးအဲ့ဒီတစ်စိမ့်လေးလီလီယန်လေအဲ့ဒီဟာလေးနဲ့အဲ့ဒီဟာဆိုရင်ဘယ်လောက်ရှိသွားရလဲဘယ်လောက်ရှိသွားရလဲဆိုတော့လေ3ခါလောက်တော့ရှိဘူးနော်လီလီယန်2ခါပေါ့ပထမတစ်ခေါက်ဖြောင်းလဲဆို2ခါပေါ့နောက်ထပ်ဒါဆိုရင်2ခေါက်လောက်3ခေါက်လောက်တောင်မှလုပ်လို့ရတယ်အများကြီးပဲဒီလားဆိုတော့လေတော်တော်ကောင်းတယ်ဒီလားဒါလေးစိုက်မှတော့ပြောင်းရင်တော့အရင်ခေတ်ကတော့မှတည်ရမှာလီလီယန်တို့ဟိုကတော့လီလီယန်ဆိုမဖြောင်းတာကြားလာပြီကိုယ့်အကိုပဲလေဟိုကောက်တယ်ကွာကောက်တယ်ရိုးပဲကောက်တယ်လေကောက်တာဖြောင်းတာဆိုမလုပ်တာတော်တော်ကြာပြီပေါ့နော်ဆိုရင်စိုက်မှတော့ဖြောင်းရင်ဒါဆိုတော်တော်ပေးရအခုခေတ်ဆိုရင်လေလီလီယန်တို့ဟိုငယ်ရော3000လောက်ပေးရတယ်ခုဆို6000လောက်ဖြတ်တည်ရမလားလီလီယန်ကဈေးကြီးရဟိုင်ဆိုမကြိုက်ဘူးဈေးကြီး2မျောတာပေါ့နော်လီလီယန်ကိုယ့်အကို2မျောတယ်အဲ့လိုအရင်2မျောတတ်တော့ခုလိုမျိုးကိုယ့်အကိုလေးလှုပ်လိုက်တော့ပျော်ဖို့ကောင်းတယ်ပေါ့နော်ပျော်ဖို့ကောင်းတယ်ဆိုတာကိုယ့်ကိုလှုပ်တက်ရင်အားလုံးကဈေးသက်တာပဲကွာပြီးတော့ဒီဖြောင်းဆက်လည်းလိုတာပေါ့နော်ဒီလိုဖြောင်းဆက်လေးဒီဟာကြောက်ကောင်းလို့ဒီလားဒီဖြောင်းဆက်လေးကြောက်သားကောင်းလို့ဒါငယ်ငယ်လေးတွေကလီလီဟဲအသက်20ကျော်တွေကဝယ်ထားရတာလေအခုတည်းကောင်းတော့မယ်ငါဆိုရလေလီလီအရင်တော့ဆိုရင်တော့ဆိုင်မှာပဲဖြောင်းတာပါဒါပေမဲ့အခုနောက်ပိုင်းပေါ့နောက်ပိုင်းလွန်ခဲ့တဲ့4-5နှစ်10နှစ်အတွင်းမှာဆိုလီလီယန်မဖြောင်းတော့ကောက်ပွဲကောက်တာလားမသိမမှတ်မိတော့လီလီယန်စပင်းနဲ့ဆိုင်သွားတာကြားလာပြီကိုယ့်ကစပင်းလျှော်တယ်ဟိုးငယ်ငယ်လေးတွေကလည်းအဲ့လိုသူများကမလျှော်ခိုင်းတာနဲတယ်ကွာအဲ့လို2မျောတယ်တရားလီလီယန်2မျောတက်တယ်2မျောတက်တော့လေမိုက်တယ်ဒီလားလီလီယန်တော်တော်ကြိုက်သွားကိုယ့်ကတော်တော်ကောင်းတယ်ဒီလားကိုယ့်အကိုဒါလေးပျော်စည်းလေးနဲ့ပေါ့နော်ဒီဒုတိယအချိန်ကျတော့ပထမတစ်ခေါက်ကတော့ပေါင်းစည်းလေးနဲ့လျှော်လိုက်တာကွာအဲ့ဖြောင်းနေစည်းနဲ့ပေါင်းစည်းနဲ့အခုတစ်ခေါက်ကျတော့ပျော်စည်းလေးထည့်လိုက်တာဝါရန်မိုက်ပါတယ်အဲ့လိုမျိုးလေးလိုက်ဖြောင်းကြည့်ပါဒါပေမဲ့သပင်သားတော့မတူဘူးပေါ့နော်တဲနဲ့သပင်သားမတူလီလီယန်ကျတော့ငငယ်တွေကအဲ့ဆိုင်မှာဖြောင်းလို့ရှိရင်လေလီလီယန်သပင်သားကလေသူတို့လေဆေးမကောင်းတဲ့ဟာနဲ့ဖြောင်းပေးလေလီလီယန်သပင်သားအဲ့လိုမျိုးထွက်တယ်သူတို့တော့မှအံ့ဩတယ်ဖြောင်းလိုက်ပြီးတော့မှဟဲကောင်းသွားပြီတဲ့မှန်တော့သူတို့လောက်တာပေါင်းတယ်ပိုင်လဲပေါအောင်ပေါ့နော်ဟိုဆေးမကောင်းလဲလီလီယန်ကသပင်သားကအဲ့လိုနည်းနည်းအဲ့လိုတွန့်နဲ့အဲ့လိုအရင်ထစ်တယ်မပါဘူးကွာပြန်ထွက်လာလဲပုံမှန်တိုင်းပဲလို့ထွက်လာဆိုတော့လေအဲ့လိုပြောပြချင်လို့ပါပေါ့နော်ဘဝမှာကိုယ့်အကိုလုံးတယ်ပေါ့နော်ကိုယ့်အကိုဘာပဲဖြစ်ဖြစ်မုတ်စားတာပဲဖြစ်ဖြစ်မုတ်လုံးတာပဲဖြစ်ဖြစ်ဘယ်အရာမဆိုကိုယ့်အကိုလုံးတယ်လို့ရှိရင်အကုန်လုံးဈေးသက်တာအကုန်လုံးဈေးသက်တာအဲ့ဒါလေးကိုပြောပြချင်လို့ပါကျေးဇူးများတင်ပါတယ်ရှင်